လိုက်ပါပါရှိတဲ့တဝမ်းညီကိုများလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့တရုတ်ပြည်ရွှေလီမြို့မှာရောက်ပြီးတော့ကျွန်တော်ကတုံမ SSC ပစ္စည်းအောင်တဲ့ကိုစိုးဖြစ်ပါတယ်ခင်ဗျာကျွန်တော်စီမှာပေါ့နော်ဒါကြားဟော်မုန်းထိုးစစ်သုံးထိုးစစ်တွေဒါဗာဆေးတွေရောင်းနေဗာဆေးတွေရှိရဲတုံမပစ္စည်းနဲ့ပတ်သက်လို့ဗာပစ္စည်းရှိရဲဆိုတော့မိထားချတဲ့ချင်းကြီးကိုလည်းအများများလဲကျွန်တော်က line ပေါ်မှာတိတ်ပြီးမတက်အောင်ပေါ့နော်ဗာကျွတ်လို့လဲဆိုတော့ကျွန်တော်ကဒီတုံမ SSC ပစ္စည်း online shop တစ်မျိုးတည်းလောက်တာမဟုတ်ဘူးနေစားအလုံးနဲ့တွဲလောက်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကနေပေါ့ line ပေါ်လဲတိတ်ပြီးမတက်အောင်ပေါ့နော်တကယ်လို့လိုချင်နေဆိုရင်တော့ Viber သုံးတဲ့ဖုန်းနံပါတ်ရယ် WeChat သုံးတဲ့ဖုန်းနံပါတ်ကျွန်တော်ကနေပြီးတင်ထားပေးပါမယ်ခင်ဗျာအဲကနေပြီးတော့ဒါဆက်သွယ်ပြီးတော့မှာဝေလို့ရတယ်ဝမ်ကောက်ကနေပြီးတော့လဲလာပြီးတော့မှာဝေလို့ရပါတယ်ခင်ဗျာကဲဘာစီးလေးရှိထားရဲဆိုတော့ကျွန်တော်ကနေပြီးတော့ရပေးပါမယ်ခင်ဗျာကဲကျွန်တော်စီမှာဂျာမနီအညိုပေါ့နော်ဂျာမနီအညိုအမေးများတယ်ပေါ့နော်ကျွန်တော်စီမှာဂျာမနီအညို9ကတ်ရှိပါသေးတယ်ခင်ဗျာကျွန်တော်က2ကတ်3ကတ်ကနေပြီးတော့ကျွန်တော်နဲ့ဈေးအစားစားကျွန်တော်ဒီပြီးတော့ညှိပေးပါရခင်ဗျာနောက်ထပ်ပေါ့နော်ဒါပါကစ္စတန်ထိုးဆေးဆိုနေကျွန်တော်စီမှာ3ကတ်ကျန်ပါသေးတယ်ခင်ဗျာနောက်ထပ်ပေါ့နော်ဒါ system back ပေါ့နော် system back ဆိုရှင်လည်းကျွန်တော်ကိုယ်တိုင်နဲ့ထိုးတယ်သူက250အပြည့်ပါတယ်သူကတော့ USA made ပေါ့နော်ထိုးဖို့တဲ့ဒီတိုင်းတည်းပေါ့နော်ကျွန်တော်စီမှာဒီဈေးတွေလည်းရှိပါတယ်ခင်ဗျာ system back လည်းရှိပါတယ်ခင်ဗျာနောက်ထပ်ပေါ့နော်ဒါ USA ထိုးဆေးပေါ့နော် USA ထိုးဆေးဆိုရင်လည်းတပူကကျန်ပါတော့ခင်ဗျာကျွန်တော်ကဒီကကုန်လို့ရှိရင်ကျွန်တော်ထပ်တင်ပြီးတော့မရောင်းတော့ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့မြန်မာဆိုရှင်ကျွန်တော်ကလူမျိုးဆေးတွေဆိုရှင်ပေါ့နော်ဈေးရန်တက်တဲ့ခါကျတော့ကျွန်တော်ကဒီမှာပြန်ပြီးတော့ရောင်းဖို့အဆင်ပြေလို့ပါခင်ဗျာဒီတပူကတော့ကျွန်တော်ဈေးအသစ်တင်နဲ့ပြန်ရောင်းပေးပါမယ်ခင်ဗျာကဲလိုချင်နေဆိုတော့ကျွန်တော်စီကိုလာမဝယ်လို့ရပါတယ်ခင်ဗျာကဲအိန္ဒိယထိုးသေးဆိုရင်လည်းကျွန်တော်ကပေါ့နော်အိန္ဒိယထိုးသေးတဲ့နှလုံးကြံပါသေးတယ်ခင်ဗျာကျွန်တော်ဈေးအသစ်နဲ့ပေးပါမယ်ခင်ဗျာကဲဥသူရပါမယ်ခင်ဗျာနောက်ထပ်ပေါ့နော်ကြောင်ရုပ်ဆက်ဆေးပေါ့နော်ကဲကျွန်တော်ကျွန်တော်ကြောင်ရုပ်ဆက်ဆေးထိုးနေရရှိလာလို့မိထားကြချင်းကြီးကိုကျွန်တော်စီမှာကြောင်ရုပ်ဆက်ဆေးလည်းရှိပါသေးတယ်ခင်ဗျာကဲတကယ်လို့ပေါ့နော်ဒါပုံမှန်ကြီးကိုလည်းအမင်းများတော့ပြန်ပြီးတော့ဖြည့်နေပါမယ်ခင်ဗျာကျွန်တော်ကဘာဖြစ်လဲဆိုတော့ဒီကြောင်ဟိုမိုးထိုးသေးတယ်ဆိုလို့ရှိရင်ကျွန်တော်ကပေါ့နော်အခုမှစသုံးမဲ့ကြီးကိုလေးပဲဖြစ်ဖြစ်တကယ်လို့ပေါ့နော်ဒါဆေးထိုးဖို့အဆင်ပြေကြီးကိုဆိုရှင်တော့ကျွန်တော်ကရွှေလီမြို့ထဲဆိုရှင်တော့ကျွန်တော်ကိုယ်တိုင်လိုက်ပြီးတော့ထိုးပေးပါခင်ဗျာတကယ်လို့ပေါ့နော်ကျွန်တော်စီမှာလာစနေဆိုရင်တော့ကျွန်တော်ကနေပြီးတော့ location ချပေးပါခင်ဗျာ။ location ကနေပြီးတော့ကြည့်ပြလာဝယ်လို့ရပါခင်ဗျာ။ကဲကျွန်တော်စီမှာကြားဟော်မုန်းဒိုးဆေးတွေပဲရောင်းလာတာဆိုတော့မဟုတ်ပါဘူးခင်ဗျာ။ကျွန်တော်စီမှာပေါ့နော်ဒါ disco banda တွေ hot banda တွေ long banda တွေလည်းရှိပါခင်ဗျာ။ရင်ဘတ်လုံးဝကို operation မလုပ်ရသေးတဲ့ညီကိုဆိုရှင်တော့ကျွန်တော်စီမှာပေါ့နော် disco banda တွေ hot banda တွေ long banda တွေလည်းရှိပါခင်ဗျာ။ design ကတော့ net design ဖြစ်ပါတယ်ခင်ဗျာ။ design ရဲ့ net design ရဲ့ကျွန်မတည်းခင်ဗျာ။နောက်ထပ်ပေါ့နော်ကျွန်တော်စီမှာမိုက်ရင်သေးသေးလို့ဒါဒီအမွေးပေါက်စီဆိုကိုပိုင်ဆုံးတဲ့တုတ်တဲ့မစရာပြီးအမွေးပေါက်စီလို့ဒီဇိုင်းအမွေးပေါက်စီတွေရှိပါသေးတယ်ခင်ဗျာရင်ကတ်တဲ့ပေါ့နော်တကယ်လို့တမန် SSC ပစ္စည်းပတ်သက်လို့ကျွန်တော်စီမှာအဆုံးရှိပါတယ်ခင်ဗျာကဲလိုချင်တယ်ဆိုရင်တော့လက်လီလက်ကကျွန်တော်ကနေပြောစီအတင်းတင်းနဲ့ကျွန်တော်ကနေပြောရောင်းချပေးနေဆိုရင်ကျွန်တော်ကနေလာကြွညာပေးပါခင်ဗျာကဲအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ